မင်းသာအောင်မြင်ရင်မင်းရဲ့အမားလေးတွေကနေအထင်ကြီးဖြစ်လာလိမ့်မယ်အကယ်၍မင်းသာကြာရှုံးခဲ့ရင်တော့ဒါဟာအမိုက်တစားပဲဖြစ်သွားလိမ့်မယ်ကျွန်တော်ပြောတာကိုသဘောပေါက်မယ်ထင်ပါတယ်လူတိုင်းမှာသူတို့ရဲ့စမ်းကြဲတဲ့အရာတွေရှိပါတယ်လူတိုင်းမှာပြဿနာတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့မင်းရဲ့ပြဿနာတွေကိုနားထောင်ပေးနေတဲ့သူအရန်နေပါတယ်မင်းအောင်မြင်လာတဲ့နေ့မှာတော့လူတွေကမင်းပြောတာကိုနားထောင်ကြလိမ့်မယ်မင်းအရန်တော်လိုက်တာလို့ပြောကြလိမ့်မယ်ကျွန်တော်ကတာမန်မိသားစုလေးရတယ်လို့ဖတ်လာပါတယ်ကျွန်တော်ကျောင်းပညာလည်းမတော်ပါဘူးကျွန်တော်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့တည့်တဲ့အတိုင်းပဲကျွန်တော်တက်ခဲ့ရတဲ့အကြောင်းကလေအဲ့ဒီတုန်းကအရန်မကောင်းခဲ့ပါဘူးဒါကြောင့်ကျွန်တော်အလုပ်တွေရှာရတာခက်ခဲခဲ့ပါတယ်တက်ကလို့တွေလည်းတက်ခွင့်မရခဲ့ပါဘူးဒါပေမဲ့ဘယ်တော့မှကျွန်တော်လက်မလျှော့ခဲ့ပါဘူးကျွန်တော်အတွက်လေ့လာစရာတစ်ခုခုတော့အမြဲရှိမယ်လို့ထင်ပါတယ်လူတိုင်းဟာကြာရှုံးမှုတွေနဲ့ကျင်သားရအောင်စူးစမ်းသင့်တယ်ဒါပေမဲ့တခြားလူတွေရဲ့ထင်မြင်မှုတွေနဲ့တော့မဟုတ်ဘူးပေါ့ဗျာဘာကြောင့်တခြားလူတွေရဲ့အကူအညီယူရအောင်ပါလဲမင်းဘာသာအကူအညီဖြစ်အောင်ကြိုးစားတင်တယ်ကျွန်တော်ဘယ်တော့မှကိုတော်တယ်မထင်ပါဘူးဒါပေမဲ့ကျွန်တော်တကယ်တော်တဲ့လူတွေနဲ့လက်တွဲလုပ်ကိုင်ခဲ့တယ်တိတ်တော်တဲ့လူတွေဆိုတာသူတို့ဘလို့အောင်မြင်အောင်လုပ်ရမလဲဆိုတာပဲအမြဲတွေးနေတာဖြစ်ပါတယ်လူတွေကလွယ်လွယ်ကူကူမြင်မြန်ဆက်ဆက်လေးနဲ့အောင်မြင်နေရတယ်ဖြစ်ချင်ကြတယ်ဒါမှမဖြစ်နိုင်ပါဘူးအချိန်တူတူနဲ့အောင်မြင်မှုကမလွယ်ပါဘူးကိုလုပ်တဲ့အရာတိုင်းဟာနောက်10နှစ်အတွက်ပြင်ဆင်ထားရမယ်အောင်မြင်ခြင်းတော့အောင်မြင်တဲ့လူတွေနဲ့အလုပ်လုပ်ရမယ်အောင်မြင်ခြင်းအမှားများများလုပ်ရမယ်နောက်ပြီးဘယ်တော့မှအရှုံးမပေးပါနဲ့လူအများစုကအမားတွေလုပ်ပြီးပြဿနာတွေဖြစ်လာရင်အရှုံးပေးလိုက်ကြတယ်ကျွန်တော်တို့ကအဲ့ဒီအမားတွေကနေလေ့လာသင်ရမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကတော့အလီဘာဘာကုမ္ပဏီကြီးကိုတည်ထောင်ခဲ့တဲ့ဂျမားပြောခဲ့တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်